အိမ်နောက်ရေးတင်ပြမှုပြက်ကွက်သွားပြီးနောက်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ကျွန်တော်ဟာစိန်လက်စွပ်ကိုလမ်းဘေးသူတောင်းစားတစ်ယောက်စီပစ်ချလိုက်ခဲ့တယ်။ဒါပေမဲ့သူတောင်းစားကဖုန်းကိုထုတ်ခိုင်းပြီးမင်းအတွက်အံ့အားသင့်ဖွယ်လက်ဆောင်ပေးမယ်လို့ပြောလာခဲ့တယ်။ကျွန်တော်စိတ်ရှုပ်ထွေးနေတော့လဲဖုန်းကိုထုတ်လိုက်တယ်။ကျွန်တော်တော့နတ်ဖျားတစ်ပါးနဲ့တွေးလိုက်တယ်လို့ထင်ပြီးမကြခင်ဘီလီယံနာဖြစ်တော့မယ်လို့ထင်အောင်ထင်မှဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာဖုန်းက notification တစ်ခုမြည်လာတယ်။ချင်းငွေအတည်ပြုချက်သူတောင်းစားကတော့နောက်ဆုံးတော့ငါငွေကြေးလွတ်လပ်ခွင့်ရခဲ့ပြီလို့ပျော်ရွှင်စွာပြောခဲ့တယ်။ကျွန်တော်ဖုန်းကိုပြန်လူယူပြီးကြည့်လိုက်တော့ကျွန်တော်နာမည်နဲ့ဒေါ်လာ80မီလီယံချင်းငွေထုတ်ထားပြီးသားဖြစ်နေခဲ့တယ်။တောင်းစားကဒီငွေကမင်းဘဝကိုကြီးမားတဲ့ပြောင်းလဲမှုတစ်ခုလာစေမယ်လို့ပြောပြီးကျွန်တော်ရင်ဘတ်ကိုလက်နဲ့ပုတ်လိုက်တယ်။ရွှေရောင်လင်းတစင်းတောက်ပသွားပြီးကျွန်တော်အရန်တက်တာလန်းဆန်းသွားခဲ့တယ်။ဒါပေမဲ့ထူးခြားတာတခြားမဖြစ်ခဲ့ဘူး။လေသူတို့အော်ဟစ်နေချိန်မှာပဲအထူးလှပတဲ့ကားတစ်စီးရက်လာတယ်လှပတဲ့မိန်းမတစ်ယောက်ဆင်းလာပြီးလူစာချုပ်တစ်ဆောင်ကိုကျွန်တော်စီပြစ်ချလိုက်တယ်။ကျွန်တော်တော့သူတို့နှစ်ယောက်ပူးပေါင်းလိမ့်လေတယ်လို့ဆွဆွဲလိုက်တယ်။သူမကတော့ချက်ချင်းလက်အောက်ခံတွေကိုကျွန်တော်ကိုခေါ်သွားခိုင်းလိုက်တယ်။နောက်နေ့မှာချစ်ဖြစ်တဲ့သူမကဓာတ်တစ်ချောင်းကိုကျွန်တော်ဘက်ထောက်ထားပြီးငွေပြန်ပေးဖို့တောင်းဆိုခဲ့တယ်။ကျွန်တော်ငွေတွေကစိန်လက်စွပ်ဝယ်ရမှာအကုန်ကုန်သွားပြီးသားဒေါ်လာ80မီလီယံကလည်းသူတောင်းစားကလွှဲယူသွားပြီးသားဒါပေမဲ့သူမကဂယုမဆိုင်ဘူး။အစားထိုးအနေနဲ့သူမကအတူအယောင်လက်ထက်စာချုပ်တစ်စောင်ထုတ်လာပြီးအကျွေးပြန်ဆက်ဖို့သူမနဲ့အတူလက်ထပ်ဖို့တောင်းဆိုခဲ့တယ်ရွေးချယ်စရာမရှိတဲ့ကျွန်တော်သဘောတူလိုက်ရတယ်။သူမကမိဘတွေနဲ့တွေ့ဖို့ခေါ်သွားခဲ့တယ်မိဘတွေကပြင်းထန်စွာကန့်ကွက်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တိတ်တဆိတ်အထူးသတင်းတစ်ခုထုတ်ပြလိုက်တယ်ကိုဝင်စစ်ဆေးစာရွက်နဲ့ ultrasound ပုံသူမရဲ့မိခင်ကဆရာကိုအံ့အားသင့်စွာကြည့်လိုက်တယ်အကြောင်းကတော့ကျွန်တော်မတိုင်ခင်ကလေးကတည်ထားပြီးသားဒါဟာချမ်းသာတဲ့မိသားစုကစီစဉ်ထားတဲ့အိမ်တော်ရေးကိုမလိုချင်လို့စီမံထားတဲ့လက်ကွက်တစ်ခုသာဖြစ်တယ်ဆိုတာအဲ့ဒီအချိန်မှာပဲစီစဉ်ထားတဲ့အိမ်တော်ဖက်ဖြစ်မဲ့လူငယ်မင်းသားတစ်ယောက်ရောက်လာခဲ့တယ်သူမကျွန်တော်နဲ့လက်ထပ်ပြီးသားဆိုတာသိလိုက်တော့အယမ်းစိတ်ဆိုးပြီးကျွန်တော်ကိုဒူးခေါ်လိုက်တယ်ဆိုကကျွန်တော်ကိုကာကွယ်ဖို့သူမကိုယ်တိုင်စိန်ခေါ်မှုကိုလက်ခံလိုက်တယ်ဒါပေမဲ့သူမကအဲ့ဒီချမ်းသာမိသားစုကလူငယ်ကိုမနိုင်ဘူးလူငယ်ကဒီနေ့ပဲသူမကိုခေါ်သွားမယ်လို့မောက်မာစွာကြေညာလိုက်တယ်ဆီလ်ကကျွန်တော်ကိုအမြန်ထွက်ပြေးဖို့ပြောခဲ့ပေမဲ့လူငယ်ကမလွတ်ဘူးသူ့ရဲ့အဆုံးစွန်မျက်မှောက်အင်အားကိုအသုံးပြုဖို့ပြင်ဆင်လိုက်တယ်အရေးပေါ်အချိန်မှာကျွန်တော်ဆီလ်ကိုချစ်ချင်းနဲ့ဖက်ကကာကွယ်လိုက်တယ်လူအားလုံးအံ့အားသင့်သွားခဲ့တယ်နောက်တစ်စက္ကန့်မှာပဲလက်တစ်ချက်တိုးပစ်လိုက်တာနဲ့လူငယ်ကိုဝေးဝေးပြန်ထွက်သွားစေခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်နားလည်သွားခဲ့တယ်သူတောင်းစားပြောခဲ့တယ်လို့ပဲသူကကျွန်တော်ဘဝကိုအမှန်တကယ်ပြောင်းလဲပေးခဲ့တာဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင်လက်မလျှော့ပါနဲ့ကံကြမ္မာရဲ့လက်ဆောင်ဟာမင်းစီရောက်လာနေပြီးသားဖြစ်နိုင်တယ်ဒီဇလန်းကိုကြိုက်တယ်ဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့